လောကကြီးမှာကျမတို့တဦးနဲ့တဦးဘဝနောက်ခံတွေမတူကြပါဘူးဒါပေမဲ့ကျမတို့အားလုံးရဲ့အတွင်းစိတ်ထဲမှာတူညီတဲ့မောင်းနှင်အား၅ခုရှိနေတယ်ဆိုတာသင်သတိပြုမိပါသလားကျမတို့ဘာကြောင့်မနဲ့တိုင်းအဲ့ရထားပြီးအလုံးလုံးနေကြရတာလဲဘာကြောင့်ချစ်တတ်ကြတာလဲဘာကြောင့်တစ်ခုခုကိုစူးစမ်းချင်နေကြတာလဲဒီနေ့မှာတော့လူတိုင်းရဲ့ယင်ထဲမှာခဲအောင်နေတဲ့အခြေခံလူရင်းဆန္ဒ၅ခုအကြောင်းကိုအတူတူလေးလေးနက်နက်လေ့လာကြည့်ကြရအောင်နော်နံပါတ်1ပစ္စည်းဥစ္စာစုဆောင်းလိုခြင်းပထမဆုံးချက်ကတော့ပစ္စည်းတွေရယူစုဆောင်းခြင်းနဲ့ဆန္ဒပါဒါကလူသားတွေရဲ့အခြေခံအကျဆုံးဗီဇတစ်ခုလို့ပြောလို့ရပါတယ်ရောဝတ္ထုပစ္စည်းတွေဖြစ်တဲ့ငွေကြေးအိမ်ကားစတာတွေကိုပဲဆိုလိုတာမဟုတ်ပါဘူးကိုယ့်ရဲ့လူမှုပတ်ဝန်းကျင်မှာအစစ်အတမ်းတစ်ခုရှိချင်တာအောင်မြင်မှုတွေကိုပိုင်ဆိုင်ချင်တာတွေလည်းပါဝင်ပါတယ်ကျမတို့တွေကဖုံးအကောင်းစားကိုမှခိုင်ချင်တာတစိမ့်အကောင်းစားကိုမှဝတ်ချင်တာကအသုံးဝင်လို့တင်မကပဲလူတော်ထဲမှာငါလည်းအောင်မြင်သူတယောက်ပဲလို့သက်သေပြချင်တဲ့စိတ်ကြောင့်ဖြစ်ပါတယ်ပိုင်ဆိုင်မှုနောက်ကိုပဲအဆုံးမရှိလိုက်နေရင်ကျမတို့တွေကပစ္စည်းတွေရဲ့ကျွန်တွေဖြစ်သွားတတ်ပါတယ်ရယူခြင်းနဲ့ရောက်ရဲ့ခြင်းကြားကမျှတမှုကိုရှာဖွေတတ်ဖို့လဲလိုအပ်ပါသေးတယ်နံပါတ်2တခြားသူများနဲ့ဆက်သွယ်ချိတ်ဆက်လိုခြင်းဒုတိယတစ်ချက်ကတော့တခြားလူတွေနဲ့ဆက်သွယ်ချိတ်ဆက်ခြင်းနဲ့ဆန္ဒပါလူဟာအထီးကျန်ခြင်းကိုကြောက်ရွံ့တဲ့တတဝါတွေဖြစ်ကြပါတယ်မိသားစုတငယ်ချင်းချစ်သူစတာတွေကကိုယ့်ကိုချစ်ခင်ပေးမဲ့သူကိုကပြန်ပြီးဂရုစိုက်ပေးတဲ့သူတွေရှိမှသာဘဝကပြည့်စုံတယ်လို့ခံစားရတာပါလူမှုကွန်ရက်တွေမှာ like နဲ့ comment တွေကိုမျှော်လင့်မိနေတာကငါ့ကိုတစုံတစ်ယောက်ကတတိပြုစေချင်တယ်ဆိုတဲ့အခြေခံစိတ်ကြောင့်ပါလူတစ်ယောက်ကဘလောက်ပဲချမ်းသာပါစေချစ်ခင်ရမယ့်သူမရှိဘူးဆိုရင်အဲ့ဒီလူရဲ့ကဘာဟာအေးဆက်နေပါလိမ့်မယ်။နှွေးထွေးတဲ့ဆက်ဆံရေးကဘဝကိုထိပ္ပယ်ရှိစေတဲ့အဓိကတော့ချက်တစ်ခုဖြစ်ပါတယ်။နံပါတ်3စူးစမ်းလေးလာသင်ယူလိုခြင်းတတိယချက်ကတော့စူးစမ်းလေးလာသင်ယူလိုခြင်းမှာလူတွေဟာအသိဉာဏ်စိတ်အပြည့်ရှိကြပါတယ်။ဒီစက်ကြဝဠာကြီးဘလို့အလုံးလုံးတယ်လဲဘဝဆိုတာပါလဲအပြည့်တွေကိုရှာဖွေရတာကကျမတို့ရဲ့စိတ်ဝိညာဉ်ကိုအစာကျွေးတာနဲ့တူပါတယ်ကျမတို့ကအသုံးမဝင်ဘူးလို့ထင်ရတဲ့သတင်းတွေကိုဖတ်နေမိတာဘူတူတာဗီဒီယိုတွေကိုကြည့်နေမိတာကအုံနောက်ကအသက်ဆန်းကိုတောင်းဆိုနေလို့ပါသိချင်စိတ်မရှိတော့တဲ့နေ့ကလူတစ်ယောက်ရဲ့တိုးတက်မှုကိုရပ်တန့်သွားစေတဲ့နေ့ပါပဲသင်ယူမှုဆိုတာစာသင်ကျောင်းထဲမှာတင်ပြီးဆုံးသွားတာမဟုတ်ပဲတည်တည်အထိဆက်သွားနေရမယ်လမ်းစဉ်တစ်ခုပါနံပါတ်4ကိုကာကွယ်လိုခြင်းစတုတ္ထအချက်ကတော့ကိုကာကွယ်လိုခြင်းဖြစ်ပါတယ်ဒါကကျမတို့ရဲ့ရှင်သန်မှုဗီဇပါပဲဒါကရုပ်ပိုင်းဆိုင်ရာအရဘေးကင်းအောင်နေထိုင်တာတင်မကဘဲနဲ့ကိုယ့်ရဲ့ပိုင်ဆိုင်မှုကိုယ့်ရဲ့ယုံကြည်ချက်နဲ့ကိုချေရတဲ့သူတွေကိုပါဘေးရန်တွေကနေကင်းဝေးအောင်ကာကွယ်ခြင်းကြတာပါအိမ်တွေခြံစည်းရိုးခတ်တာတွေလုံခြုံရေးစနစ်တွေတက်ဆင်တာတွေကစလို့ကိုယ့်ရဲ့ဂုဏ်သိက္ခာကိုဝေဖန်လာရင်ပြန်လဲခုခံတာကအထိဒီဆန္ဒကကျေပြပါတယ်ဒီစိတ်ကကျမတို့ကိုတတိရှိစေပေမဲ့ကာကွယ်လိုစိတ်ပြင်းထန်လွန်ရင်တော့အစောရမှုတွေနဲ့ရန်လိုမှုတွေဖြစ်လာတတ်ပါတယ်နံပါတ်5ခံစားမှုမျိုးစုံကိုကြုံတွေ့ခံစားခြင်းနဲ့ဆန္ဒနောက်ဆုံးအချက်အနေနဲ့ကတော့ခံစားမှုမျိုးစုံကိုကြုံတွေ့ခံစားခြင်းနဲ့ဆန္ဒပါကျမတို့တွေကစိတ်ရုပ်တွေမဟုတ်ပါဘူးလူတွေကငြိမ်သက်နေတဲ့ဘဝထက်စိတ်လှုပ်ရှားစရာတွေပျော်ရွှင်စရာတွေတခါတည်းရင်ဝမ်းနည်းစရာအတွေ့အကြုံတွေကိုပါထိတွေ့ချင်ကြတာပါခရီးသွားတာလှုပ်ရှင်ကြည့်ရင်ငိုတာရင်ခုန်စရာအားကစားတွေလုပ်တာကဒီဆန္ဒကိုဖြည့်ဆည်းပေးနေကြတာပဲဖြစ်ပါတယ်ကျမတို့တွေကရှင်သန်နေုံတင်မကဘဲနဲ့ငါအသက်ရှင်နေတယ်ဆိုတဲ့ခံစားမှုကိုအပြည့်အဝရရှိချင်ကြတာပဲဖြစ်ပါတယ်ဘဝဆိုတာအလုံးလုံးယုံတာမကပဲခံစားတတ်ဝင်မှုလည်းလိုအပ်ပါတယ်အနည်းချုပ်အနေနဲ့ပြောရမယ်ဆိုရင်ဒီလိုရင်းဆန္ဒ၅ချက်ကကျမတို့ရဲ့ဘဝအင်ဂျင်ကိုမောင်းနေနေတဲ့စွမ်းအားတွေပါပဲ
အရေးကြီးတာကဒီ၅ချက်ကြားထဲမှာဘဲလန်းရှိနေဖို့ပါပဲပစ္စည်းတွေပဲရှာနေပြီးတော့ဆက်ဆံရေးကိုမေးထားရင်သင်ဟာချမ်းသာတဲ့လူစင်ရဲဖြစ်နေပါလိမ့်မယ်အချင်းနောက်ကိုပဲလိုက်နေပြီးတော့သင်ယူမှုကိုမေးထားရင်လည်းသင်ဟာမျက်ကန်တစ်ယောက်လိုဖြစ်နေပါလိမ့်မယ်သင်ရဲ့ဘဝမှာရောဘယ်ဆန္ဒကိုရှေ့တန်းတင်ပြီးတော့အသက်ရှင်နေပါသလဲကိုပြန်မေးကြည့်ရင်လည်းပုံမကောင်းမွန်တဲ့ဘဝတစ်ခုကိုတည်ဆောက်နိုင်ကြပါစေဒါကတော့ Knowledge from 100 for project ရဲ့ဗီဒီယိုလေးဖြစ်ပါတယ်ဒီဗီဒီယိုလေးကအကျိုးရှိတယ်ဆိုရင် like and share လုပ်ပြီးတော့မျှဝေပေးခဲ့ဖို့လည်းတောင်းဆိုချင်ပါတယ်ကြည့်ရှုပေးတဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်